ไม่ใช่เนี่ยอารมณ์ပဲမင်္ဂလာပါကျွန်မကတော့ကမြတ်ဆိုင်ကဆမစင်နိုင်မှာရှင့်အခုကတော့တနင်္ဂနွေသားသမီးများအတွက်9လပိုင်းတလစာတဲ့တော့ဟောကိန်းကြီးစလိုက်ကြအောင်နော်စလိုက်ပါမယ်တနင်္ဂနွေသားသမီးများအနေနဲ့ဒီတလတာကာလအတွင်းမှာတဲ့လုပ်ငန်းစည်းဝါးတွေကတိုးတက်မှုနဲ့ပြောင်းလဲမှုတွေကြုံနေမယ်တဲ့အခွင့်အရေးကောင်းတွေရရှိတတ်ပါတယ်တဲ့နော်အခွင့်အရေးကောင်းတွေရရှိတတ်တယ်မိမိပိုင်ဆိုင်ထားတဲ့ငွေကြေးဥစ္စာတွေတည်းကနေပြီးတော့တဲ့လုပ်ငန်းအတွက်ကိုခွဲဝေပြီးတော့ထည့်တာစက်တူရှယ်ယာထည့်တာမျိုးတွေကြုံတွေ့ရတတ်တယ်ရုပ်တရက်စေးုံစေးကန်ရောက်တတ်တယ်ကျမကြီးဘိုင်းအောင်လာတို့ဘိုင်းနာတို့ဖြစ်တတ်တယ်နော်စိုးရင်စရာတော့မရှိပါဘူးတဲ့အဲ့တော့မြေတားရေးနဲ့ပတ်သက်လာရင်လည်းပျော်ရွှင်ရမယ့်အချိန်ကာလလူငယ်တွေဖို့ပေါ့နော်လွတ်လွတ်လပ်နဲ့ပျော်ရွှင်သွားလာလှုပ်ရှားရမယ့်အချိန်ကာလတွေစမ်းနဲ့ပွင့်နေပါတယ်အမျိုးသားတွေအထူးအားဖြင့်စမ်းပွင့်တဲ့အချိန်ကာလဖြစ်နေတတ်တယ်တဲ့အမျိုးသမီးတွေကတော့စိတ်နဲ့ပင်ပန်းရတတ်တယ်အထူးအားဖြင့်အိမ်အောင်တွေကိုယ်စိတ်နဲ့ကိုယ်တဟဇာတာမဖြစ်တာဟလာစိတ်ပင်ပန်းတူပင်ပန်းဖြစ်တာမျိုးတွေကြုံတွေ့နေရတတ်တဲ့အဲ့တော့ဝန်ထမ်းတွေပါလို့ရှိရင်ယာရုတိုးခွင့်ရှိပါတယ်နော်ယာရုတိုးတာတနေရာနေတနေရာအပြောင်းရွှေ့ဖြစ်တာအိုးအိမ်နေရာထိုင်ရင်အပြောင်းရွှေ့ဖြစ်တာမျိုးတွေကြုံတွေ့ရတတ်တဲ့ငွေကြေးနဲ့ပတ်သက်လာရင်တော့ရစရာရှိတဲ့ငွေတွေဝင်စရာရှိတဲ့ငွေကြေးတက်လာပါတယ်ဒီ9လပိုင်းအတွင်းမှာအထူးဝင်မှာမရှိနော်အဲ့တော့အကျွေးရစရာတွေရှိတယ်မရသေးဘူးဆိုရင်ဒီ9လပိုင်းမှာဝင်တတ်တယ်ရတတ်တယ်နော်အဲ့တော့အိမ်ကြီးအိမ်တော်ကြီးတို့အခြေကြီးတို့မှာတော့စိတ်ညစ်ရတတ်တယ်စိတ်လျှော့ရတတ်တယ်စိတ်ပင်ပန်းနေရတတ်တယ်တဲ့ကိုယ်စိတ်ဖိစီးမှုများတဲ့အနေထားတွေကြုံတွေ့ရတတ်တယ်အဲ့တော့မြစ်တာရေးစိုးမိုးမှုအားများနေတယ်ဆိုရင်တော့ကိုလုပ်တဲ့အလုပ်တွေမှာအနှဲငယ်ထိခိုက်တတ်တို့အနှဲငယ်အဲ့ဒါလေးကိုတော့ဂရုပြုစေချင်ပါတယ်အလုံးနဲ့အခြေအိမ်တော်ကြီးကိုရောထွေးတာမျိုးတွေဖြစ်လာတတ်တယ်အဲ့ဒါလေးတခုတော့ဂရုပြုစေချင်ပါတယ်နော်အဲ့တော့လက်မှတ်တွေစာချုပ်စာတမ်းကိစ္စစာရွက်စာတမ်းကိစ္စတွေလက်မှတ်ထိုးတာတွေဂရုစိုက်ပါသတိပြုပါအဲ့ဒီလက်မှတ်ထိုးမှားတာလေးလည်းကြုံရတတ်တယ်လုပ်ငန်းအသစ်ဝင်မယ်စက်တူရှယ်ယာတွေအားကောင်းတယ်ငွေကြေးနဲ့ပတ်သက်လာရင်လည်းသူ့ဟာနဲ့သူဝင်နေပါတယ်နော်အဲ့တော့အခြေနဲ့ပတ်သက်လာလို့ရှိရင်တဲ့ပြက်နေတယ်အခုလောလောဆယ်ပေါ့နော်ကျွန်မတဲတော့ကြည့်တဲ့အချိန်မှာပြက်နေတဲ့သူတွေဆိုရင်တော့ပြန်ပြီးတော့အဆင်ပြေတတ်တယ်ပြန်ပြီးတော့တွေ့တတ်တယ်တဲ့ဒါလေးတခုကတော့ကောင်းတယ်ပေါ့မေတ္တာရေးမှာကနော်ဒါလေးရှိတယ်နောက်ရေချမ်းမြေချမ်းနိုင်ငံခီးနဲ့ပတ်သက်တဲ့ကိစ္စရက်တွေကုန်သွယ်မှုနဲ့ပိတ်ဆို့ရတဲ့ကိစ္စရက်တွေပိတ်ဆို့နေဆိုရင်ဝင်ပါမယ်နော်အဲ့ဒါလေးပြန်ကောင်းတဲ့အချက်လက်လေးပါပညာရေးအားကောင်းတယ်သင်တန်းတွေပါတယ်တက်ရတတ်ပါတယ်ယာရုရှိတဲ့လူတွေဆိုရင်လည်းယာရုတိုးတာတို့နေရာအပြောင်းလဲဖြစ်တာတို့ကြုံတွေ့ရတတ်တယ်အဲ့တော့ဒီတလတာကာလအတွင်းမှာလက်ပွင့်စေဖို့ဆိုရင်အိမ်မှာစပယ်ပန်းများများလူပေးပါမွေးနေအောင်လူအထုံးလိုက်လူစပယ်ပန်းအိမ်ဖျားမှာများများလူပေးပါတောက်တော်ရင်9ခွက်နော်မကြခဏမနဲ့သုံးဖို့ညနေကိုလူတန်းပေးပါလက်ကီးနံပါတ်အနေနဲ့က3တွေ6တွေ9တွေအကျိုးပေးပြီးတော့ကာလာအနေနဲ့ကအဝါအပြာအနီရောင်လေးတွေအကျိုးပေးနေပါတယ်ကဲမိတ်ဆွေများအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေရှင်